ရွှေမျိုးမရှိပါငွေရှိအောင်ကြိုးစားရှာပါငွေမရှိရင်တော့မျက်နှာငယ်ရတာဥပမာဘောပြကျွန်တော်ရဲ့မောင်နှမကျွန်တော်ရဲ့ရွှေမျိုးသူတို့အားလုံးထိတ်ဆုံးကားပါငွေမရှိတဲ့ကျွန်တော်ရဲ့ဘဝမှာဘယ်မောင်နှမမှရွှေမျိုးမတော်ကြပါ928မောင်နှမရင်တော့ငွေစကားပြောတာကိုလုံးမကိုစားရတာဘယ်ရွှေမျိုးမှအမကိုတတ်ပါငွေတာရှိကြည်စမ်းမှာတရွာလုံးကလည်းရွှေမျိုးတော်ဦးမှာဒီခေတ်ကြီးမှာတွေ့ကစကားတွေပြောမတတ်တော့ပါ